အားလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာဆက်ခွန်မှာတော့2 point နဲ့3 point perspective အကြောင်းဖြစ်ပါတယ်ရှေ့က1 point perspective ကိုကြည့်ပြီးမှဒီသင်ခန်းစာကိုကြည့်ပေးပါ2 point perspective ဖြစ်တဲ့အတွက် eye level ပေါ်မှာအမှတ်နှစ်ခုကိုမှတ်ပါတယ်အဲ့ဒီ point နှစ်ခုကို vanishing point လို့ခေါ်ပါတယ်အခုအရာဝတ္ထုကို eye level ရဲ့အောက်မှာထားပြီးတော့ဆွဲကြည့်ကြရအောင်မြင်းမက်လေးတစ်ချောင်းကိုအရင်ဆုံးဆွဲလိုက်ပါတယ်အတူအရှိကကိုယ်စိတ်ကြိုက်ထားလို့ရပါတယ်အဲ့ဒီမြင်းမက်လေးရဲ့အပေါ်ဘက်ထိပ်အစွန်းကို finishing point တစ်ခုနဲ့ဆက်လိုက်ပါတယ်။အဲ့ဒီအပေါ်ဘက်ထိပ်အစွန်းလေးကိုပဲနောက်ထပ် finishing point တစ်ခုနဲ့ထပ်ဆက်မယ်။ပြီးရင်အဲ့ဒီမြင်းမက်ရဲ့အောက်ဘက်ထောင့်အစွန်းလေးကိုအပေါ်က point နှစ်ခုနဲ့ထပ်ပြီးတော့ဆက်လိုက်ပါမယ်။ပြီးရင်အလဲကမြင်းမက်လေးနဲ့အပြိုင်မြင်းမက်နှစ်ချောင်းကိုထပ်ပြီးတော့ဆွဲပါမယ်။အပြိုင်ထက်ဆွဲတဲ့မြင်းမက်တွေရဲ့အကွာအဝေးကိုကိုကြိုက်တဲ့လိုမျိုးထားလို့ရပါတယ်။နောက်မှာအပြိုင်ထက်ဆွဲတဲ့မြင်းမက်ရဲ့အပေါ်ထောင့်စွန်းနဲ့အောက်ထောင့်စွန်းကို point တွေနဲ့ထပ်ပြီးတော့ဆက်လိုက်မယ်။အဲ့ဒီလိုပဲနောက်မှထပ်ဆွဲတဲ့မြင်းမက်ရဲ့အပေါ်ထောင့်စွန်းနဲ့အောက်ထောင့်စွန်းကိုလည်းကြံတဲ့ VB အမှတ်တစ်ခုနဲ့ထပ်ပြီးတော့ဆွဲလိုက်ပါမယ်။ဆက်လိုက်ပါမယ်နော်။အခုပုံလေးကတော့2 point perspective နဲ့ဆွဲထားတဲ့ပုံလေးဖြစ်ပါတယ်အထက်ကမြင်းပုံလေးတွေကိုရှာပြီးတော့အဆက်ကလေးနဲ့ဆွဲလိုက်မယ်နော်ကုဘတုံးရဲ့ထောင့်တွေဟာအပြင်မှာဆိုရင်60ဒီဂရီထောင့်မှတ်ဖြစ်နေတယ်ဆိုပေမဲ့2 point perspective နဲ့အမြင်အားဖြင့်ဆိုရင်တော့ထောင့်ကျင်းတွေလည်းရှိတယ်ထောင့်ကျယ်တွေလည်းရှိပါတယ်အခုတခါအရာဝတ္ထုကို eye level ရဲ့အပေါ်မှာထားပြီးတော့ဆွဲကြည့်အောင်နော်ခုနလိုမျိုးမြင်းမက်တစ်ချောင်းဆွဲလိုက်မယ်အဲ့ဒီမြင်းမက်ကိုအလဲမှာထားလိုက်ရတယ်ဘယ်မှာထားလိုက်ရတယ်ညာမှာထားဆွဲလိုက်ရပါတယ်မြင်းမက်ရဲ့ထိပ်လေးတွေကိုခုနလိုမျိုး point လေးတွေနဲ့လိုက်ဆက်လိုက်မယ်နော်ပြီးရင်ကိုယ်စိတ်ကြိုက်အကွာဝေးထားပြီးတော့အလဲမြင်းမက်နဲ့အပြိုင်မြင်းမက်နှစ်ချောင်းထပ်ဆွဲလိုက်မယ်ထပ်ဆွဲလိုက်တဲ့မြင်းမက်နှစ်ချောင်းရဲ့ထိပ်အစွန်းနှစ်ဖက်ကိုအပေါ်ဘက်ထိပ်နဲ့အောက်ဘက်အစွန်းနှစ်ဖက်ကို point နေနဲ့လိုက်ပြီးတော့ထပ်ဆက်လိုက်ပါမယ်ညာဘက်ကမြင်းမက်အတွက်ဆိုရင်ဘယ်ဘက်က point နဲ့ဆက်မယ်နော်ဘယ်ဘက်ကမြင်းမက်အတွက်ဆိုရင်ညာဘက်က point နဲ့ဆက်မယ်နော်စမ်းကျင်ဘက်လေးတွေလိုက်ပြီးဆက်လိုက်ပါအခုဆိုရင်2 point perspective နဲ့ဆွဲထားတဲ့အရာဝတ္ထုရဲ့ပုံသဏ္ဍာန်လေးဟာပေါ်လာပြီပဲဖြစ်ပါတယ်အရာဝတ္ထုကို eye level ရဲ့အပေါ်မှာထားပြီးကြည့်တဲ့အခါမှာအရာဝတ္ထုရဲ့အောက်ဘက်မျက်နှာပြင်လေးပေါ်လွင်နေအောင်အရောင်လေးချဲထားလိုက်မယ်။ eye level ရဲ့အောက်မှာထားပြီးကြည့်တဲ့အခါမှာအရာဝတ္ထုရဲ့အပေါ်ဘက်မျက်နှာပြင်ကိုပို့ပြီးတော့ထင်ရှားအောင်အရောင်လေးချဲထားလိုက်ပါတယ်။အခုပြထားတဲ့ပုံလေးတွေကတော့2 point perspective ကိုသုံးပြီးတော့ဆွဲထားတဲ့ပုံလေးတွေပါ။ဒီလိုပုံလေးတွေမလေ့ကျင့်ခင်မှာအရင်ဆုံးအလွယ်ဆုံးဖြစ်တဲ့ကုဘတုံးလေးကိုပဲအသုံးပြုပြီးတော့2 point perspective သဘောတရားနဲ့အပေါ်မှာထားကြည့်မယ်အောက်မှာထားကြည့်မယ်ဘယ်မှာထားကြည့်မယ်ညာမှာထားကြည့်မယ်ပက်လက်ထားကြည့်ပြီးတော့အရင်ဆုံးလေ့ကျင့်ပြီးဆွဲကြည့်ပါနော်ပြီးတဲ့အခါမှာဒီလိုပုံလေးတွေကိုလွယ်တဲ့ပုံလေးတွေကနေစပြီးတော့မှခက်တဲ့ပုံလေးတွေစီကိုတဖြည်းဖြည်းချင်းဆက်ပြီးတော့လေ့ကျင့်သွားပေးပါနော်နောက်တစ်ပတ်သင်ခန်းစာမှာတော့လေ့ကျင့်ရမယ့်ပုံလေးတွေကိုအတူလိုက်ပြီးဆွဲရတော့မှာဖြစ်ပါတယ်အခုလိုမျှဝေပေးနေတာလေးတွေကလူပုံတူဆွဲနီးပြီးသွားရင်သင်ခန်းစာပြီးဆုံးသွားမှာဖြစ်ပါတယ်နောက်တစ်ပတ်သင်ခန်းစာမစခင်မှာသင်ခန်းစာ1ကနေဒီနေ့သင်ခန်းစာ19အထိကိုတည်တည်ချာလေးပြန်ပြီးတော့လေ့ကျင့်ပေးပါအောင်နော်လေ့ကျင့်မှုအချိန်မပေးနိုင်သေးတဲ့သူလေးတွေကလည်းအခန်း1ကနေဒီနေ့19အထိကို revision ပြန်တဲ့အနေနဲ့ပြန်ပြီးတော့ကြည့်ထားသင့်ပါတယ်အချိန်အခက်အခဲရာဒီပုံလေးတွေကိုအတူလိုက်ပြီးတော့မလေ့ကျင့်ပေးနိုင်တဲ့အတွက်လည်းနားလည်ပေးကြပါအောင်နော်ဒီနေ့သင်ခန်းစာအထိဆိုရင်ပကြီးရဲ့ခဲပကြီးရဲ့အခြေခံဖြစ်တဲ့ point line shape form perspective ဆိုတဲ့အခြေခံသဘောတရားလေးတွေကိုမျှဝေခဲ့ပြီးပါပြီနော်ဒါအပြင်တုံးတွေအကြောင်းတုံးအနုအရင်တွေအကြောင်းကိုလည်းလေ့လာခဲ့ပြီးကြပြီဖြစ်ပါတယ်စဝိုင်းဆွဲနည်းတွေနဲ့ကွန်ဒိုလိုင်းဆွဲနည်းတွေကိုလည်းရှေ့မှာမျှဝေပေးခဲ့ပြီးပါပြီနော်ခဲရန်အကြောင်းတွေစာအုပ်အကြောင်းတွေ GSM အကြောင်းတွေကိုလည်းရှေ့ကသင်ခန်းစာတွေမှာပြောပြထားခဲ့ပါတယ်နော်ခဲရန်အကိုင်ပုံကိုင်နည်းတွေကအစမျှဝေခဲ့ပြီးပြီဖြစ်တဲ့အတွက်မကြည့်ရသေးဘူးဆိုရင်အခန်း1ကနေသွားပြီးတော့လေ့လာဖို့အကြံပြုချင်ပါတယ်အခု3 point perspective ကိုထပ်ပြီးတော့လေ့ကျင့်ကြရအောင်နော်3 point ဖြစ်တဲ့အတွက်အမှတ်3ခုသုံးပါမယ်3ခုမြောက်အမှတ်လေးကိုကြိုက်တဲ့နေရာမှာမှတ်ထားလိုက်ပါမယ်အဲ့ဒီအမှတ်လေးကနေ
မြင်းမတ်တစ်ချောင်းကိုအကွာအဝေးခက်ရှိရှိထားပြီးတော့မြင်းရဲ့ line လေးကိုခက်မိန်မိန်လေးဆွဲလိုက်မယ်နော်မြင်းမတ်ရဲ့အပေါ်ဘက်ထိပ်လေးကိုအိုင်း level ပေါ်က point လေးနှစ်ခုနဲ့ဆက်လိုက်ပါမယ်နော်ဝိုင်းပုံစံလေးဖြစ်သွားပါမယ်ဒီလိုဝိုင်းပုံစံလေးဖြစ်သွားတယ်နော်ပြီးတဲ့အခါမှာဝိုင်းပုံစံလေးရဲ့အောက်ဖက်အစွန်းနဲ့ point လေးတွေကိုဆက်ပါမယ်သတိထားရမှာကအခုဆက်နေတဲ့မြင်းလေးတွေဟာအောက်ဘက်ကအမှတ်လေးနဲ့ဆက်နေတာမဟုတ်ဘူးနော်အဲ့ဒီအမှတ်လေးနဲ့ကအခုမှလိုက်ပြီးတော့ဆက်မှာပါအပေါ်ကဝိုင်းပုံစံလေးရဲ့အစွန်းတစ်ဖက်စီနဲ့အောက်က point လေးနဲ့ဆက်ပါမယ်ပြီးရင်တော့ wine လေးရဲ့အဲ့ဒီအပေါ်ကထောင့်လေးတွေကို eye level ပေါ်မှာရှိရဲ့ finishing point 2 point နဲ့ထပ်ပြီးတော့ဆက်လိုက်ပါဦးမယ်နော်အရာဝတ္ထုလေးကိုပို့ပြီးတော့ထင်ရှားသွားအောင်ခဲလေးနဲ့ထပ်ပြီးတော့ထင်းအောင်ဆွဲလိုက်ပါတယ်အခုဆိုရင်တော့3 point perspective ကိုသုံးပြီးတော့ဆွဲထားတဲ့ကုဘတုံးပုံစံလေးကိုမြင်ရပြီဖြစ်ပါတယ်နောက်တစ်ခါ eye level ရဲ့အပေါ်မှာထားပြီးတော့ထပ်ပြီးလေ့ကျင့်ကြည့်ကြရအောင်ဒီတစ်ခါမြင်းမက်လေးကိုညာဘက်အချမ်းမှာထားပြီးတော့ဆွဲကြည့်ကြမယ်နော်ခုနလိုမျိုးပဲအပေါ်မှာ point လေးတစ် point ကိုဆွဲထားပါတယ်နော် eye level ပေါ်မှာ point 2 point ကရှိပြီးသားနော်အားလုံး3 point ပါနော်ခုနလိုပဲမြင်းမက်ရဲ့ထိပ်ကို point 2ခုနဲ့လိုက်ဆက်လိုက်မယ်ဝိုင်းစောက်ထိုးပုံစံလေးဖြစ်နေပြီနော်အဲ့ဒီမှာမြင်းမက်ရဲ့အပေါ်ဘက်ထိပ်နဲ့အစွန်းနှစ်ဖက်နဲ့ point 2ခုနဲ့ကိုလိုက်ပြီးတော့ခုနလိုမျိုးလိုက်ဆက်ကြရအောင်ဝိုင်းပုံစံလေးကိုပို့ပြီးတိတာသွားအောင်ထပ်ပြီးတော့ထင်းနေအောင်ဆွဲလိုက်မယ်နော်ပြီးရင်မှတ်ထားတဲ့အမှတ်လေးနဲ့ဝိုင်းရဲ့ထိပ်အစွန်းနှစ်ဖက်ကိုလိုက်ဆက်ကြရအောင်ဝိုင်းရဲ့ထိပ်အစွန်းနှစ်ဖက်ကို eye level ပေါ်မှာရှိတဲ့ point နှစ်ခုနဲ့ထပ်ပြီးတော့ဆက်လိုက်ပါမယ်အခုဆိုရင် eye level အပေါ်မှာရှိတဲ့3 point perspective နဲ့ဆွဲထားတဲ့ပုံလေးရပါပြီအပေါ်ကပုံစံလေးကတော့တိုက်အမြင့်ကြီးကိုအောက်ကနေမော့ကြည့်တဲ့ပုံစံလေးဖြစ်ပါတယ်အောက်ကပုံလေးကတော့တိုက်အမြင့်ပေါ်ကနေအောက်ကိုငုံကြည့်လိုက်တဲ့ပုံစံသဘောတရားမျိုးဖြစ်ပါတယ်နော်3 point သုံးပြီးဆွဲထားတဲ့ကုဘတုံးပုံလေးတွေကိုပက်လည်နေရာထားပြီးတော့ရအောင်အရင်ဆုံးလေ့ကျင့်ပေးပါနော်ကုဘတုံးပုံစံလေးတွေဒါမှကဆလင်နာပုံလေးတွေကတခြားပုံစံလေးတွေကိုပါမျိုးစုံလေ့ကျင့်လို့ရပါတယ်လေ့ကျင့်လို့ရသွားပြီဆိုကမှအခုလိုပုံလေးတွေကိုထပ်ပြီးတော့လေ့ကျင့်ပေးပါပုံလေးတွေကိုအဆုံးထိလိုက်ကြည့်ပေးပါနော်ဒါမှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေရဲ့အကွာအဝေးရှုထောင့်အမျိုးမျိုးကိုလို perspective ကိုသုံးပြီးတော့ဆွဲရမယ်ဆိုတာကိုမြင်နိုင်သွားမှာဖြစ်ပါတယ်မြင်တတ်သွားမှာဖြစ်ပါတယ်နော်အခုပြထားတဲ့ပုံလေးတွေအပြင်နောက်ထပ်ပုံလေးတွေကိုလည်းထပ်ရှာပြီးတော့လေ့လာပါနော်ဒီလိုပုံလေးတွေကိုအများကြီးပြထားပါတယ်နော်အချိန်ရမယ်ဆိုရင်တပုံချင်းစီကိုလေ့လာပြီးတော့လေ့ကျင့်နိုင်မယ်ဆိုရင်ကတော့အကောင်းဆုံးပေါ့နော်ကြည့်ရတာပြင်းနေမှာဆိုလို့နောက်ခံတီးလုံးလေးထည့်ပေးခြင်းပေမဲ့လေအဲဒီ copyright တွေကိုပြင်နေဖို့တော့ကအချိန်ကအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မထည့်ပေးတော့ပါဘူးเนาะအခြေခံပြောရမယ်အခြေခံအချက်လက်လေးတွေကတော့ပြီးသလောက်ဖြစ်ပါပြီဒီအချက်လက်လေးတွေကကိုသိသလောက်လေးတွေကိုပဲမျှဝေပေးတာဖြစ်ပါတယ်လေ့လာမယ်ဆိုရင်ထပ်ပြီးတော့အများကြီးလေ့လာစရာတွေရှိပါသေးတယ်ဒါပေမဲ့အခန်း1ကနေ7အထိကိုတည်တည်ချာချာလိုက်ပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်တော့အနည်းဆုံးတော့အခြေခံအချက်အလက်လေးတွေကိုသိတဲ့လောက်သိသွားမယ်လို့ထင်ပါတယ်နောက်တစ်ပတ်သင်ခန်းစာကနေစပြီးတော့ပုံလေးတွေကိုစဆွဲတော့မယ်နော်ဒါဆိုနောက်တစ်ပတ်သင်ခန်းစာ18မှာပြန်တွေ့ကြရအောင်နော်